တက်တဲ့အတွက်နိပညာဆိုင်ရာအခြေခံဘုဒ္ဓတာများ Safety and Regulation အားလုံးမင်္ဂလာပါဒီနေ့မှာတော့ Technical Knowledge တွေကအင်တာဗျူးအတွက်မရှိမဖြစ်လိုအပ်တဲ့အရာတွေကိုလေ့လာရပါမယ်နံပါတ်1အရေးကြီးဆုံးကတော့ Safety ပါကုမ္ပဏီတိုင်းကဘေးကင်းရေးကိုအမြဲတမ်းဦးစားပေးပါတယ်ပထမဆုံးမေးလေးရှိတာကSoulless နဲ့မပိုကြတဲ့အနေနဲ့ဒီ convention တွေရဲ့အနှစ်သာရကိုသိရပါမယ် SOLAS Soulless ဆိုတာက Safety or Life at Sea ပါသမောတိဆောက်ကိုမိသက်ပစ္စည်းအသက်ကယ်ပစ္စည်းစတဲ့ပစ္စည်းတွေပါပါတယ် MERPOL မပိုကတော့ Marine Pollutionအထိပ္ပယ်ကတော့ပင်လယ်ရေညစ်ညမ်းမှုကာကွယ်ရေးကတစ်တယောက်ကမပို NS1 နဲ့5ကိုအဓိကသိရပါမယ်အကုန်လုံးသိရမလို့เนาะအကုန်လုံးသိဖို့လိုတာကြတော့ officer တွေပေါ့เนาะကျွန်တော်တို့ကကတက်ဆိုတော့အားလုံးသိကြမလို့ဒါပေမဲ့အထိပ္ပယ်တော့သိရမယ်ဘယ်လိုမျိုးလဲဆိုရင်တမောပေါ်မှာအမိုက်တွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာမျိုးမင်းကိုအဖြေနိုင်ရမယ်ပေါ့เนาะဒါဆိုရင်အင်တာဗျူးမှာကျွန်တော်တို့ဖြေဆိုရမယ့်ဟာလေးကိုတစ်ချက်ကြည့်လိုက်ရအောင်ပါ Sample answer I am very familiar with the MAPO regulation as a grad I understand the importance of following the garbage management plan အထိပ္ပယ်ကတော့ကျွန်တော်တို့သင်တန်းမှာ MAPO စီမင်းတွေကိုတေချာသင်ကြားထားတယ်ကတစ်တယောက်အနေနဲ့Garbage Management Plan အမိုက်စီမံခန့်ခွဲမှုအစီအစဉ်ကိုလိုက်နာဖို့တေချာသိရပေါ့နော်ပြီးတော့ I will ensure proper segregation the deposit of garbage within the prescribed limit to prevent marine pollution and protect the environment အတိပ္ပယ်ကတော့ကျွန်တော်တို့အမိုက်တွေကိုတေချာခွဲခြားပြီးတော့တတ်မှတ် area ထဲမှာပဲစွန့်ပစ်ဖို့တောင်းယူရမယ်ပင်လယ်ညဉ့်ညမ်းမှုကိုလည်းတတ်နိုင်သမျှကာကွယ်ပေးရမယ်ဟုတ်နောက်တစ်ခုဆက်သွားလိုက်အောင်ပေါ့နော်နောက်တစ်ခုကတော့ navigation basic ပဲဖြစ်ပါတယ်တက်ကတက်ရဲ့အဓိကလုပ်ငန်းခွင်ကတော့ bridge ပေါ်မှာပါဥပမာစက္ကန့်ထိန်းချုပ်ခန်းပါဗျာပြောရမယ်ဆိုတော့ဒါကြောင့် navigation အခြေခံကိုမဖြစ်မနေသိရပါမယ်interviewer ကတမောင်းမောင်းမဲ့အကြောင်းတော့ကျွန်တော်တို့မမေးဘူးဗျာဒါပေမဲ့လို့ lookout duty နဲ့ chorus အကြောင်းတွေကိုတော့မေးလိုက်မယ် lookout duty ဆိုတာဘာလဲပေါ့နော် lookout duty ဆိုတာကျတော့အနီးနားတမောတွေအန်ရတွေကိုမျက်စိနဲ့ရောနားနဲ့ပါစောင့်ကြည့်ပြီးတော့ကျွန်တော်တို့ရဲ့အရာရှိကိုချက်ချင်းအသိပေးရမယ်တာဝန်ပေါ့နော်ဒါကကျတော့ collision လို့ခေါ်တဲ့တမောချင်းချင်းတိုက်မိတဲ့အရာမျိုးပေါ့နော်တမောချင်းတိုက်မိရတော့တခြားရရင်တိုက်မိရတော့မဖြစ်အောင်လို့ကာကွယ်တဲ့အရေးကြီးတဲ့တာဝန်တစ်ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီကရက်တယောက်အနေနဲ့သိရမှာတော့ chorus ပေါ့နော်အဲ့ဒါလေးအနေလောက်ပဲသိရင်ရတယ် chorus ဆိုတာဘာလဲ COLREGS chorus ဆိုတာဘာလဲဆိုတော့တိုက်မိတဲ့မှုတိုက်မိရဲ့အနေရန်နေကာကွယ်ပေးတဲ့စီမင်းပေါ့နော်သူ့မှာကစီမင်းအလုံးတော့သိကြမလို့ဒါပေမဲ့ကျွန်တော်တို့၃ချက်တော့သိရမယ်အဲ့လား rule number 5ဖြစ်တဲ့ lookout စောင့်ကြည့်ရမယ့် duty ရှိမယ် rule number 7ဖြစ်တဲ့ risk of collision တိုက်မှုတဲ့အခါကျရင်ဘယ်လိုမျိုး risk တွေရှိနိုင်မလဲဆိုတော့သိရမယ်နောက်တစ်ခုကကျ rule number 18 18 monorail 18ဖြစ်တဲ့ responsibility between the vessel တမောနှစ်စင်းမှာရှိထိုက်တဲ့တာဝန်ယူမှုတာဝန်ခံမှုတွေပေါ့နော်အဲ့လိုမျိုးစာရေးအခြေခံတွေကိုတည်ထားရမယ်အဲ့ဒါတွေကိုတည်ချင်လို့ရှိရင်လည်းကျွန်တော်ဗီဒီယိုသက်တစ်ပုဒ်လုပ်ပေးပါမယ်ကဲအဲ့ဒါဆိုရင်တော့ကျွန်တော်တို့အင်တာဗျူးမှာပြောမယ် simple answer လေးကိုတစ်ချက်ပြောပြမယ်နော် simple answer ဆိုတာသူကဒီလိုမျိုးဥစ္စာကိုမေးခွန်းစလာတယ်ဆိုရင်ကိုယ့်ဘက်ကနေပြီးတော့ပြည့်စုံလို့ပြောလို့ရအောင်ပေါ့နော်ကျွန်တော်တို့ဒီမှာပြည့်စုံလို့မရေးပေးထားတယ်လိုတိုးပို့လျှော့တမောသားရဲ့ဘက်ကပြောလို့ရတယ် if I assign the lookout duty lookout duty ကိုကျွန်တော်တောင်းယူမယ်ဆိုရင်I will maintain vigilance at all time ကျွန်တော်အချိန်ပြည့်အာရုံစိုက်ပြီးစောင့်ကြည့်နေမယ် I will immediately report any vessel ပင်လယ်ပြင်မှာတမောတွေတမောတွေတွေ့မယ် like or danger to the bridge မီးပြတိုက်တွေပြီးတော့တခြားအန္တရာယ်တွေ
မြင်တာနဲ့နော်မြင်တာနဲ့ bridge danger to the bridge officer report သတင်းပို့ရမယ် bridge officer ကိုယ့်ရဲ့အထက်ရရှိ officer ကိုချက်ချင်းသတင်းပို့မယ် I understand that this is a critical rule defined by Code Rule 5 for pretending collision ဒါကြတော့ Code Rule number 5ကိုငါဖော်ပြထားတယ်မဖြစ်မနေတောင်းဝင်ဆိုတာကိုလည်းကျွန်တော်တို့ကနားလေတယ်ဆိုတာလေးပဲပြောရမှာပေါ့နော်ကဲအဲ့ဆိုတော့နောက်တစ်ခုဆက်သွားအောင်နောက်တစ်ခုကတော့ကျွန်တော်တို့တမောသားတဲ့အရေးကြီးရပေါ့နော်စီမံရှစ်တမောတစီစိတ်ကန်းကိုကတ်တဲ့အခါမျိုးကြရင်တည်တင်ထိုက်တဲ့ဟာတွေကိုပြောပြပေးမှဖြစ်ပါတယ်တက်ကလက်တွေအတွက်particle ဘိုင်းမှာအမေးများဆို mooring operation လို့ခေါ်ပါတော့ mooring operation ကဘာလဲဆိုရင်စိတ်ကန်းမှာတမောကိုကြိုးချီနှောင်တာကိုခေါ်တာပေါ့နော်စိတ်ကန်းမှာတမောကိုကြိုးချီတာဟိုmooring operation လို့ခေါ်ပါတယ်เนาะ mooring operation မှာကတက်ရဲ့အထူးတာဝန်ရကြတော့လုံခြုံရေးပဲဖြစ်တယ်။ mooring rope တွေကတင်းအရန်များတဲ့ကြောင့်မို့ snap back စုံကိုလုံးဝသတိထားရမယ်။ဥပမာဒီမှာဆိုရင် snap back စုံလေးကိုပြထားတယ်ပေါ့နော်။ snap back စုံရဲ့အပြင်မှာနေရမယ်။ကိုက safety zone ထဲမှာသွားနေရမှာပေါ့နော်။ interviewer က operation မစခင်ဘာလဲစစ်ဆေးတင်မလဲလို့မေးနေတယ်။အဲ့ဒီညရင်ကျွန်တော်တို့ကကြတော့safety ကိုစီးရမယ် snap back zone ထဲမှာဇုံတူရှိနေမလားဒါမျိုးစီးရမယ်ပေါ့နော်ကျွန်တော်တို့ဖြေရမယ့်ပုံစံကတော့ပစ္စည်းအားလုံးကောင်းမှုရှိမရှိစစ်ဆေးရမယ် head and strength station ကိုအချိန်မီရောက်ရှိခြင်းနဲ့လုံခြုံရေးစည်းကမ်းလိုက်နာခြင်းဒီလိုမျိုးတွေကိုက interview ရဲ့လူပြပြမှာဖြစ်တယ်ဥပမာဟုတ်ပြီ interview ရဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ပြောရမယ့်နမူနာလေးတစ်ချက်ကြည့်အောင်Before starting mooring operation မစခင် I will ensure all PPE is worn correctly ကျွန်တော် PPE ဆိုတာဘာလဲဆိုတော့ personal protective equipment တွေကိုတေချာဝတ်ဆင်မယ်ဟုတ်ပြီ I will inspect the mooring line and drum mooring line and drum တွေကိုတေချာစစ်ဆေးမယ် most importantly အရေးကြီးဆုံးနော်အရေးကြီးဆုံးကတော့တဲ့ I will stay clear of the snapper zone I will stay clear of the snapper zone snapper zone ကနေပြီးရှောင်မယ်ပြီးတော့ and follow the officer order clearly and precisely officer ရဲ့အမိန့်ကိုရှင်းရှင်းလင်းလင်းနာခံပြီးတော့ဆောင်ရွက်မယ်ကဲအဲ့လိုမျိုးဖြေကြရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်တော့ဒီနေ့မှာ technical ဘိုင်းနဲ့သက်ဆိုင်တဲ့အခြေခံအရာ၃ခုကိုကျွန်တော်တို့တွေလေ့လာခဲ့ကြတယ် safety ရယ် navigation ရယ် seamanship ပါမယ်เนาะ interview မဲ့လူကတင့်ကိုကျွန်တော်တို့ဒီအထက်ပို့ပြီးတော့လေအသေးစိတ်မေးကောင်းလဲမေးနိုင်တယ်ဒီထက်လဲ short ပြီးတော့မေးနိုင်တယ်ကျွန်တော်တို့ပြင်ဆင်ထားတာမမှားဘူးပေါ့နော်ဒါပေမဲ့ဒီအခြေခံတွေကိုယုံကြည်မှုရှိဖြေနိုင်ပြီဆိုတော့တင့်ရဲ့ knowledge အပိုင်းကတော်လေးကိုခိုင်မာနေပြီလို့ပြောနိုင်ပါတယ်ဒီနေ့သင်ခန်းစာတွေကိုသိရှာမှတ်သားပြီးတော့လေ့ကျင့်ပေးပါနားမလည်ဘူးဆိုရင်ဗီဒီယို2ခေါက်3ခေါက်လောက်ကြည့်ပေးပါနောက်တစ်နေ့မှာတော့ကျွန်တော်တို့တွေဘယ်ဟာကိုဆက်ပြီးတော့လေ့လာကြမယ်ဆိုရင် STAR star method လို့ခေါ်တဲ့အရာကိုဆက်ပြီးလေ့လာကြပါမယ်အသင်ဖြစ်စေဖို့အတွက်ကျွန်တော်တို့ရဲ့ဘဝမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲတစ်ခုခုကိုဘယ်လိုမျိုးအဖွဲ့အစည်းနဲ့ဖြေရှင်းခဲ့ဘူးလဲဆိုရင်စဉ်းစားခဲ့ပါလို့အကြံပေးချင်ပါတယ်အားလုံးအချိန်ပေးပြီးတော့ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် See ya